ပါမင်္ဂလာပါကျွန်တော်တို့ကရောက်ရှိနေတာတော့ McDonald's ဆန်ဖြစ်ပါတယ်ထုံးစံတိုင်းပေါ့နော်ကျွန်တော်စပိတ်စီးပြီးတော့လာတယ်အခုဒီနေ့ရောက်ရှိနေတာတော့ဟိုဘက်က Glass Area ပေါ့နော် Glass Area နားကဒီကားတလုံးအကြီးကြီးပေါ့နော်ဒီကားတလုံးဒီပုံမှန်ကြီးဒီကားတလုံးအကြီးဆုံးရဲ့ဘေးနားက McDonald's ဆိုတဲ့ဆိုင်ဖြစ်ပါတယ်ဟုတ်ပြီဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဗာလဲဆိုတော့ကျွန်တော်တို့ McDonald's ဒီနားမှာ McDonald's ဆိုင်မှာရောက်နေတော့ McDonald's ကိုဝယ်တဲ့ကိစ္စလေးပေါ့ဗျာပြောချင်တယ်ပေါ့နော်McDonald's ကဘယ်လိုဒီ application ကိုသုံးခြင်းအကျိုးကျေးဇူးလေးပြောချင်တယ်ဒီမှာ point လေးတွေကျွန်တော်ကတော့ဒါအရင်တော့ order နှစ်ခါသုံးခါလုပ်ဖို့တဲ့ကြောင့်လို့ point ရထားပြီဗျာဓမ္မဆိုရင်10 point နဲ့ဆိုရင်ကျွန်တော်0 shoe က0ဟိုပုတ်0ပေါ့နော်ဟိုကျွန်တော် reading လုပ်ပြပါမယ်ပေါ့နော်ကျွန်တော် reading လုပ်ပါမယ်ဟုတ်ပြီနော်ကျွန်တော် reading လုပ်မယ်ဟုတ်ပြီဒီကတော့ဟုတ်ပြီဒီက10 point ကုန်ပါမယ်ဆိုပြီးတော့ဒီထက်နှုတ်သွားမယ်ဗျာဒါကိုပြတာပေါ့နော်ဟုတ်ပြီနော်ဟုတ်ပြီ select restaurant restaurant ဆိုတော့ဒါကအခုကျွန်တော်ရောက်ရှိနေရဒီဟာပေါ့နော်သူက auto select ပေးပါတယ်နော် order here ပြီးရင်ပါလာမယ်ပေါ့နော်စောင့်ကြည့်တာပေါ့နော်ဟုတ်ပြီဒါဆိုရင် select ဒီမှာပါယူမှာလဲပေါ့နော် original taste less sugar small sugar small special ကျွန်တော်တော့လောလောဆယ်ကို original ပေါ့နော်ဟုတ်ပြီဒါလေးယူမယ်လို့နော် entity ဟုတ်ပြီဒါဆိုရင် add to order ဆိုရင်ဒီမှာ00ပဲနော် select to get option ရပြီလား select ဒီမှာ table service ပေါ့နော် dining in ပေါ့နော်ဒီ table မှာစားမယ် table မှာလည်းဆိုတော့ဒီနံပါတ်ပေါ့နော်ဒီမှာ308ဆိုရင်ရိုက်ချလိုက်မယ် option ပေါ့နော်ဒီမှာကိုထိုင်တဲ့ table တိုင်းမှာနံပါတ်လေးရှိတယ်ဒါမှမဟုတ်ဒီနံပါတ်ကိုကျွန်တော်308ဆိုရက်လိုက်မယ်နော်ရက်ပြီးသွားပြီပြီးသွားပြီနော်ကျွန်တော်တို့ဒီမှာဒါကပတ်စံပေးကြမလို့00ပြနေပေါ့နော် make payment ဒါ payment ကလုပ်ကြမလို့ place my order ကျွန်တော်က okay ပေးလိုက်ပါဗျာပတ်စံပေးလိုက်ပါပြီဒါ00ဆိုရင်တော့နှိပ်ပေးရတာပေါ့ဗျာနော်ဟုတ်ပြီ processing payment ပါပြီအခုဆိုရင်ဒီမှာသူတို့ကပြင်ဆင်နေတယ်ပေါ့ဗျာ we are preparing your order ဆိုပြီးတော့ဒီအောင်လာပြီးတော့ payment ပေါ့နော်ဒီမှာ308ကိုလာပြီးတော့ပို့ထိုင်ပေါ့ thank you ဆိုတော့အခုဒါတော့ဒီမှာpoint စနစ်ရှိရပါဒါကျွန်တော်ပထမဆုံးစလုပ်တော့ point n လောက်ထားတာဒီမှာ30ရယ်300ရယ်เนาะဒါပထမဆုံးစလုပ်ဒါဒုတိယကြိမ်စတော့30ရတယ်ဒါအခုကျွန်တော်ပြန် use လုပ်တာဒီတစ်ခွက်ကို10 point ဆိုတော့ကျွန်တော်မှရှိရ point ရတယ်တော့မဟုတ်30တော့ရှိရပါအဲ့တော့ဘိုက်ရိုက်ပြီးတော့လို့ရတယ်ဒါအကျိုးကျေးဇူးလေးတွေကိုဒါဖလာကြိတ်လို့ရတဲ့အားလေးတွေကိုလမ်းကြုံလို့ကျွန်တော်ပြောပြတာဖြစ်ပါတယ်ဒီလိုမျိုး application လေးတွေဒီလိုမျိုးသုံးဝင်တယ်တခါတလေလဲသူက bonus ပေးတာတော့ဘာလို့ရှိတဲ့အခါမျိုးမှာဆိုရင် bonus ပေးတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့တော်တော်လေးကိုဒါမျိုး free ရတယ်ပေါ့နော်ခါတလေပထမ item ကိုသုံးပြီးသွားပြီဆိုရင်ဒုတိယ item အနေနဲ့ free ရတာမျိုးလည်းရှိပါတယ်ပေါ့နော်တော့မဟုတ်ဈေးချတာမျိုးလည်းရှိပါတယ်ဒီမှာဆိုတော့0ပါပဲပေါ့နော်ဟုတ်ဆိုတော့ကြောင့်မလို့ဒီလိုကျွန်တော်တို့ကတော့အများအား fast food ကိုအားမပေးဘူးMcDonald's တို့ဘာလို့ပေါ့နော် KFC တို့အားမလို့တို့ပြီးတစ်ခါတလေတော့စားတယ်ဒီလိုစားပြီးသွားရင်တော့ဒီလိုမျိုးအင်းကြီးတို့ဘာလို့မှာကယ်လိုရီရှိတယ်ဆိုတော့ကယ်လိုရီရှော့အောင်တော့စပိန်ပြတ်စီပြီးသုံးဖို့လမ်းလျှောက်တဲ့ဝါသနာကျတော့လမ်းလျှောက်တော့ပြည့်စုံလို့ပြည့်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ